မေတ္တာရှင်မလေးပေါ်လီယာနာကိုသူရဲ့အကြောင်းလေးကိုဆက်ပြီးတော့မှပြောပြပါမယ်။ပေါ်လီယာနာကိုနန်စီကလိုက်ရှာတယ်။လိုက်ရှာတဲ့အချိန်မှာအိမ်ဘေးကတောင်ကုန်းလေးပေါ်မှာတွေ့လိုက်တော့နန်စီကလည်းပေါ်လီယာနာစီကိုသူအပြေးလေးလိုက်သွားလိုက်တယ်။ပြီးတော့နန်စီကပေါ်လီယာနာကိုအမလေးပေါ်လီယာနာလေးရဲ့သမီးလုံးလိုက်တာမမဖြင့်လန့်သွားတာပဲနန်စီကကြောက်တုံးကြီးစီသို့တက်လာရင်ပြောလိုက်သည်ထိုအချိန်ကလေးတွင်ပင်ပေါ်လီယာနာသည်ကြောက်တုံးကြီးပေါ်မှမစင်းကျင်စင်းကျင်နှင့်ရှောဆင်းလာခါစားဖြစ်၏လန့်သွားတယ်ဟုတ်လားစိတ်မကောင်းပါဘူးမမရဲ့တို့ပေမဲ့မလန့်ပါနဲ့မမရဲ့သမီးအတွက်မစိုးရိမ်ပါနဲ့အမေနဲ့အသင်းကမိမကြီးတွေလည်းဒီလိုပဲစိုးရိမ်တတ်တာပဲနောက်တော့သမီးဘယ်တော့မဆိုကောင်းကောင်းမွန်မွန်ပြန်ရောက်လာတာကြီးပဲဆိုတော့မစိုးရိမ်ကြတော့ဘူးလေနန်စီကကလေးမရဲ့လက်ကိုသူ့ချိုင်းကြားတွင်ညှက်၍တောင်ကုန်းအောက်သို့ပြေးဆင်းလာရင်းကဒါပေမဲ့သမီးလေးသွားတာမသိလိုက်တာပဲသွားတာမလည်းမမြင်လိုက်ဘယ်သူမှလည်းမမြင်လိုက်တော့အမိုးကိုများဖောက်ပြီးပြန်သွားသလားလို့တကယ်ပါပဲဟုပြောလိုက်သည်ပေါ်လီယာနာကပျော်ရွှင်စွာခုန်ပေါက်၍လိုက်လာသည်ပြန်တာပဲမမနန်စီရဲ့ဒါပေမဲ့အထက်ကိုပြန်တာမဟုတ်ပဲအောက်ကိုပုံဆင်းလာတာလေတစ်ပင်ကနေဆင်းလာတာနန်စီသည်ရုတ်တရက်ရက်လိုက်ပြီးဟာဘာလုပ်တယ်တစ်ပင်ကနေဆင်းလာတာပတင်းပေါက်ကလေအန်ရောဟဲဟုပြောကဆက်၍ပြေးဆင်းလာရင်သမီးရဲ့အတော်များသိရင်ဘာပြောမလဲမသိဘူးဟုဆိုလိုက်၏သိချင်အန်တီကိုပြောပြလိုက်မယ်အဲ့ဒီတော့ဘာပြောမလဲဆိုတာမသိရတာပေါ့ဟုကလေးမကရှင်ပြစွာဆိုလိုက်သည်အမလီတစိတ်မလုပ်လိုက်ပါနဲ့ဘာဖြစ်လို့လဲအန်တီပေါ်လီကဘာမှမဖြစ်ပါဘူးနေပါစေမပြောပါနဲ့သူဘာပြောမလဲဆိုတာလဲသိမသိချင်ပါဘူးတကယ်ပါဟုပြောလိုက်သည်ပေါ်လီယာနာကိုအဆူမခံစေချင်၍ပိတ်လိုက်ခြင်းဖြစ်၏ပေါ်လီယာနာကတော့သူ့အတော်ကိုလည်းပဲအမြဲသူကအကောင်းမြင်စိမ့်နဲ့ကြည့်တယ်သူ့အတော်သူ့မလိုလားပေမဲ့သူကသူ့တော်ပေါ်တော့သူအမြဲတမ်းအကောင်းမြင်နေပေါ့နော်အဲ့တော့သူဒီအိမ်ဘေးကတောင်ကုန်းစီရောက်လာတာကိုလည်းသူ့တော်ကသူ့အပြစ်ဆိုမဲလို့သူကမထင်ထားဘူးနန်စီကတော့ဒေါ်ပေါ်လီအကြောင်းသိနေတော့သူကပေါ်လီယာနာလေးကိုသူကဆူမှာစိတ်ပူတာပေါ့နော်အဲ့နန်စီကလာသမီးလေးရဲ့မြင်လားမမပကံဆေးစရာတွေရှိသေးတယ်သိလားပေါ်လီယာနာကတွက်လက်စွာပင်သမီးကူမဲလေးဟုဆိုတော့နန်စီကအိုးမဟုတ်တာသမီးကလေးဟုကန့်ကွက်လိုက်၏အတန်ကြာအောင်တိတ်ဆိတ်နေသည်အမောင်ဒီတရိပ်ကြလျက်ရှိပေါ်လီယာနာသည်နန်စီ၏လက်မောင်းကိုပို၍တင်းကျပ်စွာဖက်လိုက်သည်မလန့်သွားတာကိုပဲဝမ်းသာတော့မယ်ထင်ပါတယ်ဒါကြောင့်မလိုက်လာလို့ပေါ့ဒါသူ့ရဲ့ပေါ်လီယာနာရဲ့ဝမ်းသာတဲ့ကစားနည်းတစ်ခုကိုသူကနန်စီကိုမိတ်ဆက်လိုက်တယ်ပေါ့နော်ဖြစ်ရလေကလေးရဲ့သမီးလေးစားလဲစားရောပေါ့ဒါပေမဲ့မိဖို့ခန်းထဲမှာမနဲ့အတူပေါင်မုံနဲ့နှုတ်ပဲရမယ်ထင်တယ်သမီးရဲ့ဒေါ်လေးကသမီးကိုညစာဆင်းလာမစားတာကိုမကြိုက်ဘူးသိလားပေါ်လီယာနာကဒီအန်တီပေါ်လီကနေပြီးတော့မှသူ့တူမလေးကိုညနေစာထမင်းစားချိန်နောက်ကျတဲ့အတွက်သူညစာကိုမကြွေးတော့ပဲနဲ့ပေါင်မုံနဲ့နှုတ်ပဲကြွေးရမယ်လို့ပြောတာကိုပေါ်လီယာနာမသိဘူးအဲ့တော့နန်စီကအဲ့လိုပြောလိုက်တဲ့အချိန်မှာဘယ်လာနိုင်မလဲမရဲ့တမီးကဟိုပေါ်ရောက်နေတာကိုအေးပါဒါပေမဲ့ तू ကဒါကိုမသိဘူးလေတမီးရဲ့တမီးလေးပေါင်မုံနဲ့နွားနို့ပဲရတာစိတ်မကောင်းဘူးကွယ်နန်စီကတော့ဒီပေါ်လီယာနာလေးကညစာမစားဘဲနဲ့ပေါင်မုံနဲ့နို့နဲ့ပဲစားမှာကို तू စိတ်မကောင်းဖြစ်နေတာဒါပေမဲ့ပေါ်လီယာနာကအိုးတမီးတော့စိတ်မကောင်းမဖြစ်ပါဘူးဝမ်းတောင်တာသေးတယ်ဝမ်းတာတယ်ဟုတ်လားဘာဖြစ်လို့လဲဘာဖြစ်ရမလဲတမီးကပေါင်မုံနဲ့နွားနို့ကြိုက်လို့ပေါ့ပြီးတော့မနဲ့လည်းအတူစားမှာမို့ပေါ့ဒါအတွက်ဝမ်းတာရတာတိတ်မခက်ပါဘူး
သမီးအဖို့တော့ဘာအတွက်ဝမ်းသာရတာခက်မှာမဟုတ်ပါဘူးဟုနန်စီကပြောသည်ဘာမှအစင်းတစားမရှိသောထက်ခိုးကလေးကိုကြိုက်နိုင်လောက်အောင်တတ်တည်ရှိသောပေါ်လီယာနာအဖြစ်ကိုတွေးမိတော့ရင်ထဲတစ်ဆုတ်ဆုတ်ဖြစ်မိသေးသည်ပေါ်လီယာနာကတော့ပြင်းညင်းစွာရေလိုက်သည်အဲ့ဒါကစားနည်းတစ်မျိုးပဲသိလားကစားနည်းဟုတ်လားဟုတ်တယ်ဝမ်းသာတဲ့ကစားနည်းလေဘာတွေများရှောက်ပြောနေတာလဲသမီးရဲ့ဟုနန်စီကပြောလိုက်သည်အဲ့ဒါကစားနည်းတစ်မျိုးလေမမရဲ့အဖေကတင်ပေးခဲ့တာကစားရတာတကယ်ပျော်စရာကောင်းတယ်ဟုပေါ်လီယာနာကပြန်၍ပြောသည်